Sawadee-khap မင်္ဂလာပါကျွန်တော်ကထိုင်းစကားကိုမျှဝေနေတဲ့ဌာနထိဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ထိုင်းစကားကိုအခြေခံကနေပြီးတော့လေ့လာနေတဲ့ညီကိုမောင်နှမတွေအတွက်လေ့လာမှတ်သားလို့လွယ်ကူမဲ့နေ့စဉ်သုံးထိုင်းအမေအပြေစကားလုံးတူထွားတွေကိုဒီဗီဒီယိုမှာပြပြမှာဖြစ်တဲ့အတွက်ကြောင့်ဗီဒီယိုကိုစောင့်ကြည့်သွားပေးဖို့ဖိတ်ကြားချပါတယ်ကဲအဲ့ဒါဆိုရင်ဗီဒီယိုစလိုက်ရအောင်အလောက်ဝင်လားข้าวงานไหมข้าวงานไหมအလောက်ဝင်တယ်ข้าวงานအလုံးမဝင်ဘူးไม่เข้างานน้าล่ะหยุดไหมน้าเดหยุดมะนาวဘူးไม่หยุดပတ်စံထွက်လာตังออกไหมပတ်စံထွက်တယ်ตังออกပတ်စံမထွက်ဘူးตังไม่ออกပတ်စံပြည့်လားเงินครบไหมပတ်စံပြည့်တယ်เงินครบပတ်စံမပြည့်ဘူးเงินไม่ครบပတ်စံย่อလားเงินขาดไหมပတ်စံย่อတယ်เงินขาดပတ်စံမย่อဘူးเงินไม่ขาดตีကြလားแน่ใจไหมตีကြတယ်แน่ใจမตีကြဘူးไม่แน่ใจစိတ်ချလို့ရလားไว้ใจได้ไหมစိတ်ချလို့ရတယ်ไว้ใจได้စိတ်ချလို့မရဘူးไว้ใจไม่ได้ပြဿနာရှိလားมีปัญหาไหมပြဿနာရှိတယ်มีปัญหาပြဿနာမရှိဘူးไม่มีปัญหาစောင့်ရှောက်နိုင်လားดูแลไหวไหมစောင့်ရှောက်နိုင်တယ်ดูแลไหวစောင့်မရှောက်နိုင်ဘူးดูแลไม่ไหวဒီနေ့ဗီဒီယိုကတော့ဒီလောက်နဲ့ပဲအဆုံးသတ်မှာဖြစ်ပါတယ်မသိသေးတဲ့တငယ်ချင်းများအတွက်ဒီဗီဒီယိုကိုမျှဝေပေးလိုက်ပါတကယ်လို့သိချင်တဲ့စကားလုံးများရှိခဲ့ရင် comment မှာရေးပြီးတော့မေးလို့ရပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်